အိမ်တော်ကခုမှရောက်ခမကြားဝင်တဲ့ဆက်ဆံရေးဆိုရင်လေအဲ့ဒီအိမ်တော်ကြီးကဘရောမှအဆင်မပြေမကွဲမကွာပဲနဲ့လက်တွဲသွားရင်တော့မှရင်ထဲမှာအခုအထစ်တင်တယ်အထူးသဖြင့်ချွေးမနဲ့ရောက်ခမနဲ့အတူနေရတဲ့ဆက်ဆံရေးသားဖြစ်သူနဲ့ရန်ဖြစ်တယ်သို့မဟုတ်စကားများတယ်သို့မဟုတ်တယောက်နဲ့တယောက်အခြေတင်စကားပြောတဲ့အခါရောက်ခမကကြားတဲ့ကနေငါသားလေးငါသားအမှန်ငါသားကိုဒီလိုမပြောနဲ့ငါသားပြောသမျှကိုနားထောင်ရမှာပေါ့ငါသားကိုဒီလိုလေတံနဲ့စကားမပြောနဲ့ငါသားကိုဘာလို့ပြောနေတာလဲဒါမျိုးတွေဖြစ်လာရင်အဲ့ဒီအိမ်ထောင်ကြီးမှာတဖြည်းဖြည်းချွေးမကဘလောက်ပဲတီးခံပါတယ်ပြောဘလောက်ပဲချွေးမကပြောပြီးဆိုပြီးရင်ပြန်ပြီးတော့လျှော့ပါတယ်ပဲပြောတစ်ခါနှစ်ခါသုံးခါလေးခါငါးခါဆယ်ခါမှာအဆင်မပြေတော့ဘူးဘာကြောင့်လဲဆိုတော့လူတိုင်းကစိတ်ရှိတယ်ဒေါသရှိတယ်အထူးသဖြင့်စိတ်ဆက်တဲ့မိန်းမမျိုးစိတ်ဆက်တဲ့လူမျိုးနဲ့ဆိုပိုဆိုးမယ်တော့နောက်ပြီးတော့ချွေးမကအကုန်လုံးလုတ်ပေးနေရတဲ့ဟာဥမာအကုန်လုံးလုတ်ပေးရတဲ့ငွေကြီးပြောတာမှာအကုန်လုံးယောက်ျားရဲ့ဝေယဝိဆရောက်ခမဝေယဝိဆအိမ်ရဲ့ဝေယဝိဆအကုန်လုံးလုတ်ပေးနေရတဲ့ဆက်ဆံရေးမျိုးဆိုလို့ရှိရင်ရေရှည်မှာဘလို့မှအဆင်မပြေနိုင်တော့အဲ့ဒီမှာမှကိုယူထားတဲ့ယောက်ျားကအမေချစ်သားသို့မဟုတ်ဆွေမျိုးချစ်သားမိဘမှမိဘဆိုလို့ရှိရင်အဆင်မပြေနိုင်တော့ဘူးကိုမအေးပြောတဲ့စကားတွေကိုကြတော့ကိုလိုဖြစ်လို့ပါဒီလိုဖြစ်လို့ပါဆိုချွေးမအောင်နှစ်သိမ့်ချွေးမကဒေါသဖြစ်လို့မိန်းမကဒေါသဖြစ်လို့ပြန်ပြီးတော့တုံ့ပြန်လိုက်တဲ့စကားတွေကြတော့ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုတာမျိုးတွေဖြစ်လာတယ်အဲ့လင်းများချင်းစကားများလို့ယောက်ျားကလည်းမိန်းမကိုပြောတယ်မိန်းမလည်းယောက်ျားကိုပြန်လှန်ပြောတယ်အချိန်တန်ရင်ပြန်ပြီးသူတို့ကအဆင်ပြေသွားကြတယ်ဒိုရီမဟုတ်ခက်တက်တက်ပြောရရင်အားလုံးလို့တော့မပြောဘူးတညတာအတူတူဖြတ်တန်းပြီးသွားရင်အဆင်ပြေသွားကြတယ်ဒါပေမဲ့ရောက်ခမလို့မဟုတ်နှစ်ဖက်ဆွေမျိုးသားချင်းကကြားဝင်လာတယ်ကြားဝင်လာပြီးတော့ပြောတာတွေရှိလာတဲ့အခါကျရင်အဲ့ဒါဟာရင်ထဲမှာကိုပြောလိုက်တာကတော့တေးသေးလေးနည်းနည်းလေးပဲဒါပေမဲ့တစ်ဖြည်းဖြည်းအနှက်အသေးအညို့အသေးဖြစ်လာတယ်တစ်ဖက်လူရဲ့ perspective ပေါ်မှာလည်းမှုရှိတယ်ဒိုရီမို့တစ်ဖက်လူကကိုယ့်ယောက်ျားမျက်နှာကိုချစ်သူရဲ့မျက်နှာကိုတကဘာထင်ပြီးလိုက်လာရင်ကိုဆိုးတယ်တကဘာထင်ပြီးကိုယ့်အိမ်ပေါ်မှာလာနေပို့ဆိုးတယ်ဒါငါယောက်ျားကလည်းရန်ဖြစ်တဲ့အခါမှာသူပြောကိုပြောတယ်အဲ့ဒီအခါမှာချွေးမကလည်းရက်ခမကလည်းဝင်လာပြီးပြောတယ်ဘလို့ချွေးမဘက်က perspective ကကြည့်ရင်ဘလို့ဖြစ်သွားရည်လဲချွေးမရှူတောင်းဘက်ကကြည့်ရင်ဘလို့ဖြစ်သွားရည်လဲငါ့ကိုပေါင်းပြီးတော့ပြောနေတယ်ဝိုင်းကိုက်နေကြတယ်ဆိုတာမျိုးဖြစ်လာတယ်အထူးသဖြင့်အဲ့ဒီလိုမျိုးအတူနေရတဲ့အခါမှာသားဖြစ်သူတွေသို့မဟုတ်ယောက်ျားဖြစ်သူတွေကအထူးအနေထိုင်တတ်ဖို့လိုပါတယ်စကားပြောကောင်းဖို့စကားပြောမှန်ဖို့ right time ဖြစ်ဖို့အထူးသဖြင့်နေရာမှန်အချိန်မှန်ဖြစ်ဖို့အရန်လိုအပ်ပါတယ်နောက်ပြောလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ဂျားတွေကနေဝင်ပြီးတော့ဟာဒါမျိုးဆိုရင်ရောက်ခမရဲ့အစင်မပြေဘူးပါညာဘတော်မှသားဖြစ်သူကိုသုံးမတာလည်းမရှိဘူးသားဖြစ်သူကိုဒါမပြောနဲ့လေဒီလိုမလုံးနဲ့လေလို့ပြောတာလည်းမရှိဘူးဟဲ့နင်ကမိန်းမပဲနင်နားလဲရမှာပေါ့နင်လှုပ်ပေးလိုက်လေနင်ကမိန်းမပဲကိုကယောက်ျားပဲကိုကခံလိုက်ပေါ့တီးခံလိုက်ပေါ့ဒါမျိုးတွေပြောလာတဲ့အခါမှာချွေးမကဘယ်လိုတွေးမလဲငါ့ကိုပဲဖိနေတယ်ငါ့ကိုပဲလုံနေတယ်ငါတလောက်လိုက်ရောပြီးအစဉ်ပြေးပေးနေတာ哦ဒါပေမဲ့အဲ့ဒီလိုချွေးမမျိုးကတီးမခံနိုင်လို့တစ်ချိန်မှာဂိတ်ဆုံးဆိုတဲ့ on point ကိုရောက်သွားတဲ့အခါမှာအဲ့ချွေးမလွန်နေဆိုတာပဲဖြစ်လာတာအဲ့ဒါမျိုးကများသောအားဖြင့်ဘယ်လိုပြောမလဲဆိုတော့အဲ့ဒီချွေးမကတကိုယ်တည်းဖြစ်နေတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီချွေးမကိုအဲ့ဒီချွေးမကိုလည်းအဲ့ချွေးမရဲ့အတိုင်းဝိုင်းအဲ့ချွေးမရဲ့မောင်နှမသားချင်းတွေကလည်းအဲ့ဒီ main ကလေးကိုဝိုင်းပြီးအဖြစ်တင်နေဆိုလို့ရှိရင်ကျမတို့ basketball ပုတ်တယ်လို့ပဲပုတ်ဖြည်းဖြည်းလေးပုတ်ရင်ဖြည်းဖြည်းလေးပဲကန်အားနဲ့ပုတ်ပါများလာရင်ဘာဖြစ်လဲ bounce အရှိန်နဲ့အပေါ်ကိုကန်တတ်တာအထူးသဖြင့်ဒေါသကြီးတယ်စိတ်တူတက်တယ်ဆိုလို့ရှိရင်ပိုဆိုးပါတယ်အဲ့တော့ကျမအနေနဲ့ကယောက်ျားတွေကိုပြောချင်တာကလေမိန်းမတွေဟာသူတို့ယောက်ျားရှိတဲ့နေရာဒေသသို့မဟုတ်အိမ်တအိမ်ကိုယောက်ျားမျက်နှာကိုတကဘာထင်းပြီးလိုက်လာတာပါကိုဘဝမှာကိုအမေသားလင်းကိုအမျိုးသားလင်းကိုမောင်နှမသားချင်းသားလင်းကိုမိဘသားလင်းတကဘာထင်းနေဆိုရင်အစောကြီးတဲ့သူများသားသမီးကိုမိန်းမအဖြစ်မယူပါနဲ့သူများသားသမီးကိုထီလည်းမထီပါနဲ့ငါကဒါရှိမှဖြစ်မယ်ဆိုဒါနဲ့ပဲနေလိုက်ပါကျမဒီထက်ထပ်ပြီးပြောရင်ကျမဟိုဖြစ်သွားမှာဆိုလို့လွန်သွားမှာဆိုလို့အဲ့ဒါနဲ့ပဲနေလိုက်ပါသူများသားသမီးကိုဒုက္ခမပေးပါနဲ့အထူးသဖြင့်ကြောက်တတ်တဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်တော့အဆင်ပြေတယ်မကြောက်တတ်ဘူးတတိရှိတယ်ကိုဒူးကိုချွန်ရဲတယ်ဆိုရင်မိပွင့်မှာအချို့ယောက်ျားတွေလက်ပါတတ်တယ်လက်ပါတိုင်းအဲ့မိန်းကလေးကခံလိုက်ရင်ညိုမဲဆွဲမယ်အေးမခံတတ်တဲ့မိန်းကလေးငါခံတော့ငါအားချင်းမရှင်နိုင်လို့ငါခံလိုက်ရတယ်ဒါပေမဲ့အဲ့မိန်းကလေးရဲ့စိတ်ထဲမှာစိတ်ထက်နဲ့မိန်းကလေးဆိုအညှို့သေးနော်ဒုက္ခရောက်မယ်
ဒုက္ခရောက်မယ်အဲ့တော့ဘာလဲဆိုတော့အိမ်အောင်ကြာသွားပြီဆိုမိန်းကလေးဘက်ကလည်းအမေအဖေနဲ့တူတူမနေပါနဲ့ယောက်ျားလေးဘက်ကလည်းမိဘနဲ့တူမနေပါနဲ့အဲ့တော့ကိုဒီ daddy princess ဖြစ်နေတယ်ကိုဒီမမဘွိုင်းဖြစ်နေဆိုအဆုံးကြီးရဲ့အိမ်အောင်မပြုပါနဲ့နောက်ပြောလို့ရှိရင်တကယ်ကိုဘက်ကဆွေမျိုးသားချင်းတွေပေါ့နော်ကိုရဲ့အမဘက်ကကိုရဲ့ညီမဘက်ကကိုရဲ့တူမဘက်ကရက်တီကိုလိုပါတယ်ရက်တီပေးဖို့လိုပါတယ်ညီတို့ပင်ဆိုစီကမူတေတေချာချာအကျိုးတင်အကြောင်းတင်နားထောင်ပြီးသူသာငါသာသူ့နေရာမှာဆိုရင်သူသာငါသမီးဖြစ်ခဲ့ရင်သူသာငါသားဖြစ်အေးကိုဒီယောက်ျားလေးပဲဆိုရင်တော့မှကိုယောက်ျားလေးကိုစကားပြောရင်တစ်ဖက်မိန်းကလေးကိုလက်မပါဘူးနေရာနဲ့နေရာပြောဖို့ဘလို့စကားပြောဖို့ဆိုတာသိဖို့လိုပါတယ်တစ်ဖက်မိန်းကလေးဟာဘလို့ဟာမျိုးနဲ့မင်းနောက်ကိုလိုက်လာတာလို့ဆိုတားချစ်သူသုံးမဖို့လိုပါတယ်သားချစ်သူကိုသုံးမတဲ့အခါမှာသားချစ်သူမှားနေရင်လည်းချွေးမရှိမှလေပွန့်ပွန့်လင်းလင်းသုံးမပါသားဒါမျိုးမသားဘာလို့မှန်နေဆိုတာမျိုးသားချစ်သူနဲ့စကားများတဲ့အခါမှာလည်းအခြေတင်စကားပြောတာကိုအဲ့မိန်းကလေးကခံရတယ်ပြီးလည်းပြီးတော့ရောက်ခမသူ့မိအေးကဝင်လာပြီးတော့နင်မားတာနင်းကြောင့်နေစည်းခံရမယ်နင်ကမိန်းမဆိုအဲ့မိန်းကလေးကြားထဲမှာမြားနဲ့ရင်ထဲမှာမြားနဲ့စင်းကတစ်ကြိုင်နဲ့ဝင်သွားတယ်တစ်ခါနှစ်ခါသုံးခါငါးခါဆယ်ခါအဲ့မိန်းကလေးရဲ့ on point ရောက်လာရင်တုံ့ပြန်ခြင်းတွေကနှုတ်နဲ့ဖြစ်စီချားဟာနဲ့ဖြစ်စီကောင်းခြင်းဖြစ်အဲ့ဒီခါမှာလူတွေအကုန်လုံးက blame လုပ်တယ်မင်းလွန်တာအဲ့ဒီခါမှာအဲ့မိန်းကလေးရဲ့ဆွေမျိုးသားချင်းကလည်းအကျိုးတင်အကြောင်းသိရဲ့ကိုတေချာနားမထောင်မနဲ့ဘာဖြစ်လဲအဲ့ဒီလူကိုပဲဝိုင်းပြီးအပြစ်ပြောတယ်ဒါလက်ရှိလူ့တဘာမှာဖြစ်နေတာကျမရဲ့အမျိုးထဲမှာဖြစ်ဘူးတဲ့ဆိုတော့ကျမညီမဖြစ်စီကျမတူမပေါ့သမီးစားဒုမဟုတ်လင်းမယားဆိုတော့စကားများကျမတူမကျမညီမပဲကျမပါတယ်မိန်းကလေးလေကျမတို့မိန်းကလေးကသိချစ်တတ်တာမိန်းကလေးတိုင်းလို့ကျမမပြောဘူးနော် feminism ကျမမဟုတ်ဘူးလျှမ်းချစ်တတ်တာယောက်ျားအိမ်ပေါ်ကိုလိုက်သွားပြီဆိုတဲ့ကောယောက်ျားပေါ်မှာအားကိုးစအဲ့ယောက်ျားရဲ့ကာကွယ်လိုခြင်းကိုသူ့လိုခြင်းနဲ့သူဖြစ်ချင်တယ်တခုခုအိမ်မင်းကလေးကိုလွန်တယ်လို့တွေးရပြီသူရှေ့တွေမှာသူဘလို့တီးခံခဲ့သူဘလို့ပေးဆက်ခဲ့လဲသူဘာတွေလုပ်ပေးလဲသူကြောင့်ဘလို့တွေအဆင်ပြေလာလဲဒါပေမဲ့ယောက်ျားဆိုတာယောက်ျားတယောက်ရဲ့အိမ်အောင်တောင်ဝန်တန်းဆောင်အောင်မယ်အဲ့ဒါတွေအကုန်လုံးမင်းကြောင့်တန်းဆောင်နေရပါတယ်လို့ပြောလို့မရဘူးအဲ့မင်းကလေးကိုယူထားရင်အဲ့မင်းကလေးနဲ့ပတ်သက်တဲ့ဥစ္စာကိုတန်းဆောင်အောင်အဲ့မင်းကလေးနဲ့ပတ်သက်တဲ့ဥစ္စာလုပ်ကိုလုပ်တာဒါဒီလိုမျိုးရှိပါတယ်အဲ့တော့ကျမပြောချင်တာကအိမ်တော်တစ်ခုကြားလာပြီဆိုလို့ရှိရင်အကောင်းဆုံးသောအိမ်တော်ရဲ့အတိအကျဆုံးသောအိမ်တော်ရဲ့အချောမွေ့ဆုံးသောအိမ်တော်ကိုတိစောက်ချင်တယ်ဆိုလို့ရှိရင်ဆွေမျိုးသားချင်းနဲ့အတူတူမနေပါနဲ့နှစ်ဖက်တော့ရောက်ခမနဲ့လည်းအတူတူမနေပါနဲ့လိုတာတက်ပို့ပြီးဆွေမျိုးသားချင်းတွေကိုဝင်ရောက်စွတ်ဖက်ခိုင်းလည်းမလုပ်ပါနဲ့အကယ်၍ကိုက judge အနေနဲ့တတိယလူသက်ပါတီကိုခေါ်ခြင်းနဲ့ဆိုတာသစိမ်းနဲ့လူပဲခေါ်ပါသူ့ဘက်အမျိုးကိုယ့်ဘက်အမျိုးမခေါ်ပါတော့ဆိုတော့သွေးသားတော်နေတဲ့အခါမှာကြတော့စင်မပြေပါဘူးတစ်ဖက်ကမိန်းကလေးကိုလည်းညှောက်မပေးပါနဲ့တို့အတူပဲတီးခံမော့ဆိုတဲ့စကားကိုလည်းကိုမဟုတ်တိုင်းကိုချင်းမစာမနာမပြောပါနဲ့အဲ့ဒီတီးခံဆိုတဲ့စကားကလေအချို့သူတွေမှာကိုချင်းမစာမနာထွက်လာတာသူများသားသမီးကိုချင်းမစာပဲနဲ့စွတ်ပြောတာဒီချင်းကိုယ်တိုင်ကတော့တီးခံမှုလုံးဝမရှိဘူးကိုလုပ်ရက်တည်းသိတာတယ်အဲ့တော့တစ်ဖက်ကယောက်ျားလေးကိုလည်းကျင်နာတတ်ဖို့တစ်ဖက်မိန်းကလေးဟာကိုခံစားတတ်ဖို့ဆိုတာတစ်ချက်လောက်ပြောပါကို့မှာလည်းနှလုံးသားရှိတယ်မိမိဟာလည်းတစ်ချိန်ကချွေးမဖြစ်ခဲ့ဘူးတဲ့ဒါပေမဲ့ကိုတစ်ချိန်ကချွေးမဖြစ်ဘူးတော့ကိုတော်ခဲ့ရောက်ခမအောင်ဘာတွေများလုပ်ပေးခဲ့ဘူးလဲအနီးကပ်ဘာတွေများကိုထိလက်ရောက်ပြုစုခဲ့ဘူးလဲ physically mentally ပြန်စဉ်းစားပါအဲ့တော့သိပြီးတော့စကားတွေနိုင်ထက်စီးနေနေစွတ်ပြောတာတွေမိန်းမဆိုတာအမြဲတမ်းတစ်ဖက်နှိမ့်နေတယ်ဆိုတာတွေတက်တတိထားပါတုံ့ပြန်ခြင်းတွေပြင်းထန်လာရင်ချွေးမတွေကိုအပြစ်ပြောတာလေအချို့ရောက်ခမတွေနည်းနည်းလေးရှော့နော်အဲ့တော့နောက်ပြီးရင်တစ်ဖက်မိန်းကလေးကအားနည်းနေတဲ့အခါမှာဆွေမျိုးသားချင်းရဲ့ရက်တည်မှုမိဘရဲ့ရက်တည်မှုမောင်နှမသားချင်းရဲ့ရက်တည်မှုအပေါင်းအသင်းဆွေမျိုးတိုင်းဝိုင်း society ရဲ့ရက်တည်မှုဆိုတာလေအများကြီးအရေးကြီးပါတယ်ဒါပေမဲ့မရက်တည်ဘူးဆိုလို့ရှိရင်လည်းအဲ့မိန်းကလေးအနေနဲ့ဘာမှဖြစ်စရာမလိုပါဘူးကိုရက်တည်နိုင်အောင်ကြိုးစားပါကိုလှုပ်တာနဲ့ကိုဘဝကိုရက်တည်နိုင်အောင်ကြိုးစားပါနော်အဲ့ဒါလေးကျွန်မပြောချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်မမသိပါ